မင်္ဂလာပါကျွန်တော်ဒီနေ့ DVOA app version 3.2ပေါ့နော်3.2.0ပေါ့နော်ဒီ24ရက်နေ့မနေ့ကကျွန်တော် update လုပ်ခဲ့လိုက်တယ်ဒီ version 3.2 ထဲမှာပေါ့နော် version 3.2ဒီ version 3.2မှာဒီ search model ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကကနန်းကိုဘယ်လိုရှာမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီကိုလက်ရှိသုံးနေတဲ့ version က 3.2 မဟုတ်တည်ဘူးဆိုရင်3.2 ကိုတင်ပေးပါ App Store မှာက3.2 ရောက်နေပြီပေါ့နော်ဆိုတော့ install လုပ်ပြီးတော့ရင် update လုပ်ပြီးတော့ရင်ကျွန်တော်ကဒီကျွန်တော်ရဲ့ဖုန်းစကရင်ပေါ်မှာပေါ်လာပြီအဲ့ဒီထဲမှာ DVOA ဆိုတာကိုနှိပ်ပြီးတော့ဖွင့်ပေးပါအောက်ရှင်မှာ edit ဆိုတဲ့ club ကိုနှိပ်ပေးရမယ်ပြီးရင်ကျွန်တော်တို့ကကနန်းရှာဖို့အတွက် calendar ကိုထုတ်ပေးရမယ် calendar ထုတ်နေအသေးစိတ်ကိုတော့ကျွန်တော်မရှင်းပြတော့ဘူးဒီ calendar ထုတ်နေအသေးစိတ်တွေကိုတော့ဒီ YouTube channel ထဲမှာ TVOA and TVOA ပေါ့နော်ဒီ search ထဲမှာ TVOA လို့ရှာလိုက်ပေါ့နော် TVOA လို့ရှာလိုက်နော်TVOA လို့ရှာအဲ့ TVOA ထဲမှာ TVOA channel ရှိတယ် TVOA N3 channel ရှိတယ်ဒီ TVOA channel ထဲမှာကျွန်တော်တို့ဒီ calendar ထုတ်နေတွေကိုတင်ပေးထားတာပေါ့နော် calendar ထုတ်နေအပိုင်း1အပိုင်း2ပေါ့နော်အဲ့မှာအပိုင်း1အပိုင်း2မှာတွားကြည့်လို့ရတယ်ဒီမှာတော့ကျွန်တော်ထုတ်နေကိုတော့ကျွန်တော်မပြောတော့ဘူးလိုအပ်တာပဲကျွန်တော်ဆက်ပြောပေးသွားမယ်အဲ့တော့ကျွန်တော်က calendar ဆက်ထုတ်မယ်အဲ့တော့ calendar ထုတ်ဒီ search model ကိုအသုံးပြုပြီးတော့မှကနန်းရှာမယ်ဆိုရင်အနည်းဆုံးကိုဒီ2016ပဲတွက်တယ်ဆိုရင်တော့သူ့ရဲ့ရှစ်ကနှစ်တွေကိုလည်းယူဖို့လိုအပ်တာပေါ့နော်အဲ့တော့လောဆယ်တော့ကျွန်တော်2020နဲ့2029ကိုပဲကျွန်တော်ကထုတ်ထားလိုက်မယ်ရှစ်နှစ်လောက်ပေါ့နော်အနည်းဆုံးကဥပမာ2026ပဲတွက်မယ်ဆိုရင်2023လောက်ကနေစပြီးယူပြီနော်အဲ့တော့2025လည်းတွက်မယ်2025ကတောက်ပါယူမယ်ဆိုရင်အနည်းဆုံးတော့ကျွန်တော်က2020ကနေ2029ဒီအတွင်းကိုယူပေးရမယ်ပြီး apply လုပ်မယ်အချိန်ရတော့ message လုပ်လို့ယူအဲ့တော့ကျွန်တော်တို့ကဒီလောဆယ်ကတော့တစ်ချိန်ကနေ20အထိလောက်ပဲအခုက17ချိန်ပေါ့နော်ဒါအခုဒီအယောင်လေးကဒါဆက်လက်လောက်ထားတာမဟုတ်ဘူးလက်ရှိရောက်နေတဲ့ time current year time ပေါ့နော်လက်ရှိရောက်နေတဲ့အချိန်က17ချိန်ကျွန်တော်က15လောက်ကို20ထိတော့ကျွန်တော်ယူလိုက်မယ်နော်ပြီးရင် apply လုပ်လိုက်မယ်ပြီးရင်ဒီလေးရမှာလည်းဘာမှမယူနေတော့ဘာမှမယူနေ reset လုပ်ထားလိုက်မယ်ခုနကကျွန်တော်ချိန်ထားလို့နော်ပြီးရင် apply လေးလုပ်လိုက်ပြီးရင် search data လေးလုပ်လိုက်တော့ထွက်လာပြီကျွန်တော်ကဒီ calculate ကိုနှိပ်ရမယ်ပေါ့နော်ဒီ calendar လေးလို့ရှိရင် save လုပ်လိုက်ပေါ့နော်လောဆယ်တော့ကျွန်တော်တို့ကဒီ calculate ကိုပဲကျွန်တော်နှိပ်မယ်ဒီစာမျက်နှာရောက်လာပြီဆိုရင်အဲ့တော့ကျွန်တော်တို့ကဒီကနန်းရှာဖွေမယ်ဆိုရင်ပထမဆုံးကျွန်တော်တို့ကဒီဒူးအတုံးပြနေနီးတွေကိုတော့ကျွန်တော်တို့နည်းနည်းပါတော့နားလည်ထားမယ်ဒါပေမဲ့တော့မိတ်ဆွေတော်တော်များတော့အခုမြင်နေရတဲ့ပုံလေးတွေကိုဥမာပေါ့ဒီခဲတဲ့ပုံလေးမြင်ရင်ဒါဘာလုပ်တယ်လဲဆိုတော့ဒါကတော့ပြောဆက်မလို့တော့ဘူးလို့ကျွန်တော်ယူဆတယ်အကုန်လုံးတီးပြတော့ယူဆတယ်ပြီးတော့ pen to pen to ဆိုတဲ့ဒီလိုမျိုးတောင်းလေးတွေဆွဲတာဒါတော့ပဲဆိုတော့တီးထားလိုက်ပြီဒါ tag ဒါတော့စရေးတာပေါ့နော်ပြီးတော့မှဒီ rectangle လေးဒါကျွန်တော်ဒီလိုဆွဲတာတို့ဆွဲတာပေါ့နော်ဒါလေးရတယ် miss တော့ TV ဒါတော့ကျွန်တော်ယူဆတယ်ဒါလေးပို့တော့ကျွန်တော်ဒီ video မှာတော့ကျွန်တော်မပြောတော့ဘူးတီးတက် video နဲ့ကျွန်တော်လုပ်ပေးမယ်အဲ့တော့ကျွန်တော်ကဒီ calendar မှာဒီအပေါ် search bar လေးရမယ်ပေါ့နော်တစ်ချက်ကဒီတွက်ချက်တဲ့မှာတော့ miss တို့ internet မလိုအပ်ဘဲနဲ့တွက်လို့ရတယ်ဒါပေမဲ့ဒီရှာဖွေတဲ့ခါမှာကျ internet ကတော့လိုအပ်တယ်ဖွင့်ပေးရပေါ့နော်အဲ့တော့ကျွန်တော်ဒါဒီ search ကိုနှိပ်မယ်ပေါ့နော် search ကိုမနှိပ်ခင်မှာကျွန်တော်ဘာကိုရှာမှာလဲဆိုတာကိုကျွန်တော်ပြောပြမယ်နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကဒီ rectangle လေးနဲ့ကျွန်တော်အလုံးနာလောက်ပြန်လာမယ်ဘာကိုရှာမလဲပေါ့နော်ကျွန်တော်ဒီကနန်းအနိကကိုရှာမှာပေါ့နော်ဒီ3.3ခွန်1ဒါထိပ်စီ3.3ခွန်1လို့ရိုက်ထည့်ရတဲ့ကိုဒီ3.3ခွန်1နဲ့ပတ်သက်တော့လေကုန်ထွက်လာပေးမယ်ကဲများဟောင်းနေဒီခါခွန်8ကိုရိုက်ထည့်မှဆိုရင်ခွန်8နဲ့ပတ်သက်တဲ့တောက်လေးကိုထွက်လာပေးမယ်ပြီးရင်ခွန်3လေးကိုရိုက်ထည့်ရင်ခွန်3လေးကိုထွက်လာပေးမယ်တော့ဒီနေရာမှာတစ်ချက်ပြောစာရှိတာပါလေဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကဒီ3ကစီအရင်ကြည့်မယ်ပေါ့နော်3ကစီဆိုတာထက်ကိုအခု
3ရဲ့9ရဲ့1ကိုရိုက်ထည့်အဲ့တော့ဒီနေရာမှာကဘာကဏ္ဍထွက်မလဲဆိုတာမိတ်ဆွေတို့ရောကျွန်တော်ရောဘယ်သူမှမသိသေးဘူးအဲ့တော့ခံမှန်းအနေနဲ့ထားလိုက်ပါတော့3ညထိပ်စီပေါ့3ညထိပ်စီထည့်ပြီးတော့3ခွန်1 3ညလို့ရိုက်ထည့်ပြီးတော့ရှာလို့ရတယ်1 2 3 4 5 6 9 10 9 10 9 9ပေါ့နော်0 to 9အကုန်လုံး10တော့ပြည့်ရိုက်ထည့်ပြီးတော့ရှာလို့ရတယ်နော်အဲ့တော့ကျွန်တော်နမူနာတစ်ခုရှာပြမယ်အဲ့တော့ဒီ3ည3ခွန်1လောက်ပဲရှာမယ်ဆိုရင်ကျွန်တော်ကဒီ3ည3ခွန်1ရဲ့တောက်ကိုပဲတွေ့ပြီးတော့မှဒီ3ည3ခွန်1ပြီးရင်ဗာဆက်လာမလဲဆိုတဲ့တောက်ကိုတော့ကိုပရာကိုဆက်ပြီးတော့မှကြည့်တော့အောင်မယ်နော်ပြီးတော့မှဆွဲဖို့လွယ်ရင်လည်းကိုပရာကိုဆက်ဆွဲတော့ရမယ်အဲ့ဒါကိုသိဖို့လိုတယ်ဒီမထွက်တဲ့ကဏ္ဍကို automatic ရှာပေးတာတော့မလုပ်နိုင်ဘူးဒါပေမဲ့အကယ်၍များမထွက်တဲ့ကဏ္ဍကို automatic တခါလေးဆွဲပေးနိုင်တယ်ရှာပေးနိုင်တယ်ဒီ access နေတော့ဘယ်လိုပြောမလဲထက်မဲ့ကဏ္ဍကိုကြိုတီးလို့အချက်လက်ကိုထည့်ထားမှပဲရမှာပေါ့နော်ဒါပေမဲ့အဲ့လောက်ထိလည်းကျွန်တော်လည်းပဲမသိဘူးပေါ့နော်တယ်လို့လည်းအဲ့လောက်ထိလည်းသိနေမယ်ဆိုရင်ဒီ search model တော့အသုံးပြုစရာမလိုတော့ဘူးပေါ့နော် okay အဲ့တော့ကျွန်တော်ကဘယ်လောက်ဆရာဒီမှာကတီးထားတော့ရှက်တီးထားပို့လို့တာကဒီလိုအနိကတ်ပဲရှာလို့ရတာလားပေါ့နော်ဒီ3ခွန်1ဒါ3ခွန်1ဆိုတာကျွန်တော်ကအနိကတ်ဆိုတော့အနိကတ်ကိုရင်ပြောနေတာဒါ4ကတ်စီဖြစ်တယ်3ကတ်စီဆိုရင်ကျွန်တော်ကဘာလုပ်လဲအောင်ပဲဆိုတော့ဒီလို3ကတ်ပဲရှာလို့ရ3ကတ်ပဲအနည်းဆုံးတော့ကနန်း3လုံးတော့ရိုက်ထည့်ပေးရမယ်ဒီလိုလေးပေါ့ဒါထိပ်စီအလဲပြီးနောက်ပိတ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဒီလိုရှေ့ပေါင်းရှင်းလေးတွေဆိုလည်းရတယ်ဒီလိုရှေ့ပေါင်းဆိုရင်မစရင်3ရှစ်ကပေါင်းရှင်း1 4ကိုရိုက်ထည့်ရပါနော်အဲ့တော့ကျွန်တော်ကဒါအနိကတ်နေရာမှာဒါကကျွန်တော်ကအပိမကြုံ sorry mush ကိုနေရမယ်အဲ့တော့အပိမကြုံ3ရယ်9ရယ်1တာအပိမကြုံဆိုရင်ကျွန်တော်ကဒီ6တပင်ကြုံ3တပင်ကြုံ1အဲ့ဒီလိုရှာလိုက်ရအဲ့တော့ခမ်းမန်းပေါ့နော်ကျွန်တော်ကဒီက3ရထိပ်စီပြီးရင်9ထိပ်စီပြီးရင်ဒီဘက်မှာထိပ်စီလာမလဲကို0 to 9ရက်ထည့်ပြီးတော့ရှာလို့ရပေါ့နော်ဒါကကျွန်တော်ကအထက်အောက် vertically ကိုကျွန်တော်ပြောနေတာကျွန်တော်ကဒီလိုဘေးတိုက်လည်းတွားလို့ရတယ်ပြီးတော့မှဒီလိုဆောင်းဆင်းလည်းတွားလို့ရတယ်ဒီလိုဘေးတိုက်လည်းတွားလို့ရတယ်ပြီးတော့မှဒီလိုဆောင်းဆင်းလည်းတွားလို့ရတယ်ပြီးတော့မှကျွန်တော်တို့ကဒီအောက်ဆောင်ကနေကျွန်တော် sorry ဆိုလိုက်မယ်ဒါပြောကြအောင်ဟုတ်တယ်လေကျွန်တော်ကဒီကနေအောက်ဆောင်လည်းတက်လို့ရတယ်အဲ့အောက်ကနေတက်တာပေါ့နော် sorry မင်းကြီးမြင်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကအနည်းဒီလိုမျိုးအကွက်မကြော်ပဲလည်းပဲရှာလို့ရတယ်လို့တကွက်ကြော်လည်းရှာလို့ရတယ်ပြီးတော့မှကျွန်တော်ကပုံစံအမျိုးမျိုးအပင်ငီဒီဖြစ်စေမငီဒီဖြစ်စေကျွန်တော်ကအများကြီးကိုလိုရှင်တဲ့ပုံစံလေးရှာလို့ရတယ်တဘောကကျွန်တော်ကဒီအကွက်ကိုကျွန်တော်ခံမှန်းလိုက်တာပေါ့နော်မထားလိုက်ဘူးတော့ဒါကိုကျွန်တော်ရှာလိုက်မယ်ဒီမှာတကွက်ပြီးတော့မှအဲ့ဒါမင်းခေါ်အငီဒီမှာတကွက်ပြီးဒီအပေါ်တကွက်ဒီလိုရှာနေရတယ်ပြီးဒီဘက်မှာဆက်ထွက်မှလည်းဒီဘက်မှာဆက်ထွက်မှလည်းဆက်ထွက်မှကိုပြန်ပြီးတော့မှခံမှန်းရတာပေါ့နော်ဒါကတော့ကျွန်တော် loss calendar မီဒီလောက်လေးကျွန်တော်ပြပေးနေတာကျွန်တော်ကဒီနေရတယ်အခုဒီ calendar တွေမှာမဟုတ်ဘူး calendar တစ်ပြည့်လုံးဒီ1969ခုနှစ်ကနေ2029နောက်ဆုံးထွက်တဲ့အချိန်ထိတော့ကျွန်တော်ကဒီ2026ထွက်တဲ့အချိန်ထိတောင်မှကျွန်တော်တို့ကရှာလို့ရနော်အဲ့တော့ဒါကရှာလို့ရတဲ့အကြောင်းကိုဒါကိုတည်ထားဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကကျွန်တော်ဒါလေးကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်ဒါလေးကိုပြန်ဖြတ်လိုက်မယ်တစ်ချက်ကကျွန်တော်တစ်ချက်သတိထားဖို့လိုအပ်တာကဒီဆွဲတဲ့ဥစ္စာတွေကဒီထက်မှရှိဒါ3ခုဆွဲထားတယ်ဒီထက်မှဒီလေးရပဲနေမှာ3ခုဆွဲထားရှိတယ်เนาะအဲ့3ခုဆွဲလေးရပဲနေရှိတယ်ဆိုတာကိုသိထားဖို့လိုရတယ်အဲ့ဒါမှကျွန်တော်ကတွက်တဲ့ချိန်ကျရင်ရှားတဲ့ချိန်ကျရင်ပို့လွယ်ကူတယ်နော်ကျွန်တော်အခုရှင်းပြချက်တွေကိုမင်းစီလို့ကြော်လို့မရအောင်နော်ဒါလေးကိုတိထားမှရပါဒါလေးကိုတိထားမှပဲရှားတဲ့အခါမှာမင်းစီတော့ပို့ပြအဆင်ပြေပါဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဒါလေးရှာကြည့်လိုက်မယ်နော်ဒီမြင်နေရတဲ့အတိုင်းကိုတော့ကျွန်တော်ရှာလို့လွယ်တယ်ပေါ့နော်3ခွန်1အဲ့တော့ကျွန်တော်ဒါလေးကိုရှာကြည့်ရအောင်နှလုံးပေါင်းရှင်းနဲ့နှလုံးပေါင်းရှင်းကိုနှလုံးပေါင်းရှင်း3အဲ့တော့9ရယ်sorry 2ရယ်9ရယ်3ရယ်ဒါလေးကိုကျွန်တော်ရှာရှိမယ်နော်ဒီမှာပါဆက်ဖြစ်လာမယ်ကျွန်တော်မသိဘူး2ကို3ကိုကျွန်တော်အရင်ရှာနော်အဲ့ဒါကျွန်တော် search ကိုနေမယ်နော်
search ကိုနိုင်မယ်ဆိုတော့ဒီမှာဒီ one combo download ချမယ်ပြီးမှဒါ2 combo download ချအဲ့ဒါ မိတ်ဆွေတွေရဲ့ဖုန်းထဲမှာမြင်နေရမှာက1 combo နဲ့2 combo ပဲမြင်ရမယ်ကျွန်တော်မှာ3 combo 4 combo ဒါတွေကကျွန်တော် testing စမ်းသပ်နေလို့မရှိသေးတယ်ဒါကိုနောက်ပါရှင်းမှကျွန်တော်ထည့်ပေးမယ်အဲ့တော့ကျွန်တော်တို့က log file မှာဒီမှာဒီထဲဝင်မယ်ဒါဒီမှာတစ်ချက်မားလို့မရအောင် combo search ထဲဝင်ရမယ်เนาะဒီ search မဟုတ်ဘူး number search မဟုတ်ဘူးပေါ့เนาะအဲ့ဒီ combo search ထဲဝင်ပြီးတော့ကျွန်တော်ကဒီမှာကိုရှာမာကခုနကကျွန်တော်တစ်ချက်ပြန်တော့ကြည့်လို့မေ့ပါလို့เนาะ2ရယ်9ရယ်3ရယ်เนาะအဲ့ဒါရိုက်ထည့်ရမှာเนาะအဲ့တော့ကျွန်တော်ဒီမှာကို2 9 3ရယ်ထည့်မယ်2ရယ်9ရယ်3ရယ်ကျွန်တော်ကခုနအပြစ်မကြော်ဘူးเนาะအပြစ်မကြော်ထားအောင်2 9 3ကြော်2 9 3ကြော်ရိုက်ထည့်တာเนาะပြီးတော့မှအဲ့မှာဒီ2 9 3ကို2 9ဒါနှုံမယ်2 9 3အရှိကိုအရှိတိုင်းရှာတယ်အဲ့တော့2 9 3ရယ်ဒါလေးပါဝါဖွင့်ထားမယ်ဆိုရင်2 9 3ပါဝါဖြစ်တဲ့9ရယ်9ရယ်10ရယ်ဒါလည်းတူရှာပြရမယ်အဲ့တော့ဒီ home ဆိုတာက home scope ကိုအတူက home လို့ရေးထားတယ်အဲ့တော့ဒီ2 9 3ရယ်နှစ်ခက်က4 6 5ဆိုတော့အဲ့ဒီ4 6 5ကိုတော့ရှာပြတော့နော်ပြီးရင်ကျွန်တော်ကဒီခုနှစ်ကိုရွေးရမယ်နော်ခုနှစ်ကိုရွေးတဲ့အခါမှာကျွန်တော်တို့က loss ကကျွန်တော်ကဒီ2025နဲ့2026ကျွန်တော်ရွေးထားတယ်နော်အဲ့ဒီနေရာမှာလေးချက်လေးသတိပြုဖို့ပေါ့နော်ဒီနေရာမှာကျွန်တော်ရွေးဆံမပေါ့ဘူးတချို့တော့မိတ်ဆွေတွေမှာဆိုရင်တော့2025လောက်ပဲကလန်ဒါမှာ2026တနစ်ပဲတော့ question ရှိတယ်တချို့တော့အနိကတ်တယ်မှာပေါ့နော်အဲ့တော့ကလန်ထုတ်တဲ့က2026ပဲရွေးထားတယ်အဲ့ဒီခါကျတော့ဒီမှာဒါမျိုးလေး2025လို့4တို့ဒီရွေးဆံမပေါ့ဘူး2029ပဲပေါ့တယ်အဲ့ဒါကကျွန်တော်ကဒီအဲ့လိုဖြစ်နေရဆိုရင်ကျွန်တော်ဒီထုတ်တဲ့ကလန်ဒါကိုတစ်ချက်ပြန်ကြည့်နော်ကလန်ဒါထုတ်တဲ့ကလန်ဒါမှာသူအနည်းဆုံးတော့3နှစ်ပါပြရမယ်3နှစ်ဒီ4နှစ်လောက်ပါပြရမယ်2026 25 24 23 4နှစ်ကအနည်းဆုံးပါပြရမယ်အဲ့ဒါမှကျွန်တော်ကရှာလို့အဆင်ပြေတာဥပမာထားလိုက်ပါတော့ကျွန်တော်ကဒီဟောဒီက6ပိတ်နဲ့ဒီကတင်လာတဲ့တပတ်ဒီနေ့ဒီနေ့ကိုကျွန်တော်ရှာတယ်ပေါ့ဒီကတင်လာထိတ်စီနဲ့ဒီဘက်က10ပေါင်နှစ်နဲ့တွာလိုင်းချိတ်ပေါင်တဲ့နှစ်ကိုကျွန်တော်ကဒီကနှစ်ပါလို့တွေ့တယ်ဆိုပါစို့ဒါဆိုကျွန်တော်ကဒီဘက်ကလန်ဒါထုတ်တဲ့တာက2026ကိုပဲထုတ်ထားပြီးတော့မှဒီဘက်ကလိုင်းချိတ်ပေါင်ဖို့အတွက်သူကအဖြစ်တော့ရှိပြီးသားကွာဒါပေမဲ့ထုတ်လိုက်ကလန်ဒါကတနေ့ပဲထုတ်ထားမယ်ဆိုရင်ဒီဘက်ကတော့ဆွဲပေးလို့မရအောင်အဲ့လိုမျိုးအဲ့ဒီခါကျကျွန်တော်ကအနည်းဆုံးဖြစ်နိုင်တယ်ဆိုရင်ဒီကလန်ဒါကို2020ကနေ2029ပေါ့လေပဲအနည်းဆုံး4နှစ်လောက်ပေါ့20 22 23 24 25 26 5နှစ်4နှစ်ဆိုလဲ3 4 5 6လောက်ပဲရွေးပေးရမယ်နော်အဲ့ဒါရေးကြည့်တယ်အဲ့ကျွန်တော်ပြန်သွားမယ်ဒါဆိုကျွန်တော်ကဒီမှာကဆက်လက်ရေးရမှာကလောဆယ်ကျွန်တော်25 26နှစ်ပဲရှာနိုင်လို့အဲ့တော့ရှာမဲ့ချိန်ကြီးကတော့3စီအနိကက3စီဖြစ်တဲ့အတွက်ကျွန်တော်ကဒီအခုလက်ရှိရ17ချိန်အဲ့ကျွန်တော်ကအနိကပဲရှာမယ်အဲ့တော့ဒီ9ရယ်3ရက်1ဒီ3ချိန်ပေါ့အဲ့တော့အပေါ်ကို6ချိန်ကစမယ်အောက်ကို15ချိန်လောက်ပဲကျွန်တော်ရှာမယ်ဒီ10ချိန်လေးပဲကျွန်တော်ရှာမယ် plan လုပ်မယ်ပြီးတော့လည်းကျွန်တော်က combo search ကိုနေမယ်ဒါဆိုရင်ကျွန်တော်ယူတဲ့အချက်လက်ကိုတော့ထုတ်ပြပေးနေတာ search select လောက်ထားတဲ့ combo က1 combo နဲ့2 combo နဲ့ခုမှရှာတယ် model က model 1ရှာတယ်search mode ကနှစ်ကို3မှာနော် the search နဲ့မှာနှစ်ကို3လေးရှာမယ်ပြီးသူ့ရဲ့ power လေးရှာမယ်ပြီးသူ့ရဲ့ net လေးရှာမယ်အဲ့ရှာဖို့တဲ့ net က2025 2026အဲ့တော့ range က range ဆို time range က6ချိန်ကနေလက်ရှိခုနှစ်ရဲ့6ချိန်ကနေ15ချိန်အတွင်းမှာရှာတယ်ဒါ pattern clip ကအကွာဝေးအတွက်ချက်တာနော်ဒါတိဖို့မလိုအပ်ဘူးအဲ့တော့ search ကိုနေမယ်ဒါဆိုရင်အဖြစ်39ခုတွေ့တယ်အဲ့တော့ရှာချိန်ကတစ်စက္ကန့်တော့မကြာအောင် 0.1 စက္ကန့်ပဲကြာတယ်အဲ့တော့ကျွန်တော်တို့ရောမိတ်ဆွေတို့အနေနဲ့ရောကျွန်တော်တို့မျက်စိနဲ့ကိုရှာမယ်ဆိုရင် 0.1 စက္ကန့်မပြောနဲ့တမိနစ်အတွင်းမှာအဖြစ်39ဘယ်လိုမှတွေ့ဖို့မလွယ်တောက်ကအဲ့ဒါတွေ့ဖို့မလွယ်နော်အဲ့တော့အခုက 0.1 စက္ကန့်ဆိုတော့စက္ကန့်တော့မကြာဒါမီလီစက္ကန့်လို့ပြောရမှာလား 0.1 စက္ကန့်အတွင်းမှာပေါ့ဖြစ်39ထွက်တယ်အဲ့တော့ကျွန်တော်တို့ဒါလေးကို drop pattern ဆိုတာကတခါတည်းသူတွေ့တဲ့ဥစ္စာကိုကျွန်တော်ကဆွဲပေးမှာပေါ့ site ဆွဲခိုင်းလိုက်တာပေါ့အဲ့တော့ဒါလေးကိုနှိမ့်မယ်ဒါဆိုဒီမှာတော့အများကြီးဆွဲပေးတော့တယ်နော်သူအများကြီးဆွဲပေးတော့တယ်ဆွဲပေးတော့ဆိုဒါလေးကိုတော့ဒါကျွန်တော်ထည့်ထားလိုက်နော် sorry နော်ခဏလေးဒါလေးကိုကျွန်တော်အဲ့ပါဖြတ်လိုက်
마음에서 sorry 저 뺏겼음에 저 쇠라리 다리고 다저 쇠라리 하나 그런 마음에서 오케이 အဲ့တော့ဒီမှာတစ်ချက်ကလေဒီသူဆွဲတဲ့ဥစ္စာတစ်ချက်ကြည့်လိုက်သူဆွဲတဲ့ဥစ္စာကအယောင်လေးနဲ့ခွဲပေးထားတယ်အယောင်ခွဲပေးထားတယ်အဲ့တော့ဒီမှာပြာရောင်ရဲ့အစိမ်းရောင်ရဲ့ဒီအနီရောင်ရဲ့သူဆွဲပေးထားတာက3ခုပဲသူဆွဲပေးသွားတယ်အဲ့တော့ကျွန်တော်ခုနတွေ့တာ39ခုတွေ့တာနော်အဲ့တော့ဘာလို့3ခုပဲဆွဲပေးသွားလဲဆိုတော့39ခုလုံးကိုအကုန်လုံးဆွဲပေးလိုက်မယ်ဆိုရင်ဒီမြင်နေရတဲ့မိတ်ဆွေတို့မြင်နေရတဲ့ဒီကလန်ဒါပေါ်မှာအရင်ရှုပ်သွားတယ်ဒါကြောင့်ကျွန်တော်က3ခု4 5ခုလောက်ပဲကျွန်တော်ဆွဲပေးလိုက်မယ်ဆွဲပေးထားတာအဲ့တော့ဒီ layer ထဲဝင်ရမယ်နော်ဒီ layer ထဲမှာရှိတယ်အဲ့ဒီမှာအများရှိတယ်ဒီထဲမှာအများရှိတယ်အဲ့ဒီဟာကိုကျွန်တော်ဒီလိုလောက်လိုက်မယ်ကွာဘယ်လိုလေးလုပ်လိုက်မှလဲဒါအကုန်တော့ဖွင့်လိုက်မယ်ဒါဆိုရင်ဆွဲတဲ့39ခုလုံးကိုဒီမှာပြနေတယ်ဒါသူဆွဲ39ခုလုံးဒါအကုန်လုံးသူဆွဲပေးတော့တာနော်ဒါသူဆွဲပေးသွားတာအဲ့တော့ဒါကို 0.1 second လောက်မှာတစ်စက္ကန့်မှာပြည့်တဲ့အချိန်မှာတော့39ခုဖြစ်ဖို့ဆွဲပေးတော့အဲ့တော့ကျွန်တော်ဒီမှာဗာလေးလောက်ရမှာလဲဆိုတော့ဒီမှာတစ်ချက်ခုနကတော့ကျွန်တော်မဆွဲခင်မှာ site မရှိခင်ကမစ်စီတော့ပြောဒီဘာဖြစ်လို့2020လောက်ကနေစပြီးတော့ထုတ်တင်လဲဆိုတော့ तू ကလက်ရှိပင်ဟိုဘက်ကိုဒီလမ်းမေးချိတ်ပေါင်းတာ2023ကနေလမ်းမေးချိတ်ပေါင်းနေတာလေအများရှိတယ်အဲ့လိုမျိုးအဲ့ကျွန်တော်ကထုတ်တဲ့ calendar က2025 2026ပဲကိုက2025 2026ပဲကွာဒီလက်နှစ်ပဲတွက်တယ်ဆိုရင်တော့ဟောဒီ24 23လို့ကိုလည်းပဲလမ်းမေးပြီးတော့ပြောင်းမလဲယူထားတဲ့ဟို calendar ထုတ်တဲ့ဒါမှတော့ဆွဲပေးတဲ့ခါရအကုန်လုံးမြင်ရမဟုတ်မြင်ရမှာမဟုတ်ဘူးเนาะအဲ့ဒီဟာလေးသိပြပါမယ်ဆိုတော့အဖြစ်ဒီ39ခုအဖြစ်ကိုကျွန်တော်ကမလို့အဲ့ဒါကိုကျွန်တော်က height ပြမယ်နော်အဲ့တော့ဒီအယောင်ကအစိမ်းလေးဒါလေးကိုကျွန်တော်တစ်ချက်တော့ပေးလိုက်မယ်အဲ့ကောင်းတာမှဖြစ်မယ်အဲ့ဒီခုလေးတေးရှာတယ်မဟုတ်39ခုတော့အရင်များနေတယ်နော်ကျွန်တော်ဒီလိုလေးလုပ်လိုက်မယ်ကွာsales ကအကုန် clear လုပ်လိုက်မယ်နော်အခုရှင်းပြချက်ဖြစ်တဲ့အတွက်နည်းနည်းလေးမှရှုပ်တော့မှဆိုလို့များတော့မှဆိုတော့အချိန်ကြီးကိုနည်းနည်း short လိုက်မယ်ဒီကားရရှောက်ကိုအခုကကျွန်တော်က67အဲ့ဒါကိုကျွန်တော်ကဒီ9ချိန်ကနေ3ချိန်ထိပဲကျွန်တော်ရွေးလိုက်ပြီး apply လုပ်မယ်နော်ဟို search နိုင်မယ်24ခုဒါတော့မှများနေ24ခုထားလိုက်မယ် drop တက်လုပ်လိုက်မယ်အဲ့ဒီမှာ2ခုပဲပြထားတယ်အကုန်လုံးတော့ဖွင့်ထားလိုက်မယ်နော်အဲ့တော့ okay ဒီပြန်ဒါဆိုနည်းနည်းလေးပါအဆင်ပြေသွားပြီအဲ့တော့ကျွန်တော်ဒီမှာကိုတစ်ချက်ကသူဆွဲပေးတဲ့ပုံစံလေးကြားမှကြကြည့်မယ်နော်အဲ့တော့သူအယောင်လေးနဲ့ခွဲပေးထားတယ်အဲ့တော့ဒီမှာကိုကျွန်တော်ကဓမ္မမဟုတ်ဒီလိုလေးလုပ်လိုက်မယ်ဒါလေးကိုအကုန်လုံး high ပြစ်လိုက်ပြီအဲ့တော့ပထမဆုံးတစ်ခုအရင်ကြည့်တယ်နော်ပထမဆုံးတစ်ခုကြည့်မှာနော်ဒါဆိုရင်သူကတရားကိုပိတ်နေဒီ8ပေါင်းနဲ့ခွန်ဒီခွန်ကိုတော့ဒီနှလုံးနဲ့ပေါ့ဒါကျွန်တော်အဲ့တော့တစ်ချက်ကဒီနှလုံးနဲ့ကိုအရင်ကြည့်ရမှာမူလတန်ဖို့မူလကျွန်တော်ထည့်မဲ့2ရယ်9ရယ်3ရယ်ပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်လေးသွားကြည့်မယ်အဲ့ဒါမူလတန်ဖို့ကဘယ်တခုဖြစ်မှလဲဆိုတော့ဘယ်တခုမှကျွန်တော်လည်းမသိဘူးအဲ့တော့ဒီလေးလုပ်ကြည့်အောင်ညလက်ခုဖွင့်ထားလိုက်မယ်ပြောင်းလို့ဖွင့်ထားလိုက်မယ်ဆိုတော့ဒါလေးပဲအင်ကြည့်လိုက်မယ်အဲ့တော့ဒီနေရာမှာကြည့်တော့ဒီဟာ9အပိတ်နဲ့ဒီ8ပေါင်8နဲ့ဆိုရင်ခွန်ရအဲ့ဒီခွန်ကိုဒီကနှလုံးနှစ်လို့ရတယ်အဲ့တော့ဒီမှာဘုံကလန်းပါနေတာပေါ့နော်အဲ့တော့အဲ့ဒါခဏမှရှင်းမယ်တရားနစ်ပိတ်နဲ့8ပေါင်2ပေါင်4အဲ့လေးကိုနှလုံးကိုတဲ့ဒီနစ်ပိတ်နဲ့ဒီ8ပေါင်6နှစ်ပေါင်8အဲ့8ကိုဒီနှလုံး3အဲ့ဒါဘုံကနဖြုတ်ကြည့်ရကျွန်တော်ကမေးစီတော့အဲ့ဘုံကနကိုဖြစ်တယ်အဲ့တော့ဒီ8ပေါင်8တေပါဝါ3တဲ့8ပေါင်2တေပါဝါ9တဲ့8ပေါင်6တေပါဝါ1အဲ့လိုယူဆလို့ရတယ်အများကြီးယူဆလို့အဲ့ဒီမှာ8ပေါင်9တေပါဝါ3အဲ့လိုယူဆလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ကဒီပုံစံနဲ့ဆိုရင်တဘောကဒါလေးကိုပေါ့နော်ဒါလေးချက်ယူတယ်ဒါလေးကိုပွားလိုက်မယ်အခုဒီတစ်ခုကိုထည့်ရမှာနော်ဒါလေး function 1 function 1ကို
တဲ့ပေါ်နှလုံးသားဆိုဒီမှာငါးထဲဒါဒီလိုမျိုးယူဆလို့ရတယ်နော်အော် sorry မလို့ဒီလိုမျိုးရှင်းတစ်ကိုတစ်ပါဝါ6ဆိုတင်ရထိုက်ဖြစ်နော် sorry နော်အဲ့တော့ကျွန်တော်တို့ကဒီအခုကကျွန်တော်3ကက်စီကိုရှာတာအဲ့တော့4ကက်မြောက်ကိုကြတော့ကိုထပ်ပြီးချက်ပေးရမယ်နော်ဒါလေးနှိပ်ပြီးတော့မှဒီ duplicate နှိပ်လိုက်ရမယ်မခက်ဘူးနော်အဲ့တော့ဒါလေးကိုခဏလေးပြန်ပိတ်ထားမယ်ဗီဒီယိုတော့လည်းရှေ့တယ်နော်နည်းတိခတ်ပြီးတော့ကြည့်ပြရမယ်နော်ကြည့်ပေးပါနော်ဒါမှမိတ်ဆွေတို့ကပို့ပြီးတော့အဆင်ပြေမှာပို့ပြီးတော့မှတက်တက်သွားမှာပေါ့နော်ဒါကကျွန်တော်ကဒီအနိကပဲကျွန်တော်ရှာပြအောင်အဲ့တော့ဒီတစ်ခုကိုဖွင့်ထားလိုက်မယ်ဒုတိယတစ်ခုကသူက neck line ဖြစ်နေတယ်neck line ဖြစ်တယ်အဲ့တော့ neck ကိုကျွန်တော်ခဏဖြုတ်လိုက်မယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်အကုန် clear လုပ်မယ်ဒါဆိုဒီမှာဘာမှမရှိတော့ဘူးအဲ့တော့ search ကိုပြန်နေမယ်အဲ့ဒီမှာကျွန်တော်ကခုနက neck ပါသွားရှာတယ် neck ကိုဖြုတ်ထားလိုက် power နဲ့လုပ်မယ်ဒါပေမဲ့အေး search လုပ်မယ်ဆက်ကိုပဲကျန်တယ် drop ပဲတဲ့အဲ့ရောဒါလေးကိုကျွန်တော်ကုန်သွားဖွင့်ထားတယ်ကုန်ဖွင့်လာတော့ရှုပ်တယ်နော်တော်ရှုပ်တယ်အဲ့တော့ဒါလေးကိုတခုချင်းစီကိုလည်းစစ်မှတ်ရပါဘောနော်တခုချင်းစီလည်းစစ်ရမှာသူကဒီကျွန်တော်တို့ရှာတဲ့တန်ဖိုးကအရေးအတွက်နည်းလေလေအဖြစ်အများကြီးတွေ့လေလေအဖြစ်အများကြီးတွေ့လေလေပဲအဖြစ်ကအရင်များနေတယ်ကျွန်တော်ဒါလေးကိုပြန်ပေးလိုက်မယ်တခုချင်းစီဖွင့်လိုက်မယ်โอเคဒါတော့ခဏကြာရှင်းပြပါပြီပြီးရင်နံပါတ်1ကိုဖွင့်မယ်ဒီနံပါတ်2ကသူကတော့ဘာလမ်းပေါင်းလဲဆိုတော့ပြရရှစ်ခါနဲ့ဒီ break ကိုသူလမ်းပေါင်းတာအဲ့ဒါကိုခွန်လို့ရအဲ့ခွန်ကိုတက်ဒီလည်းလုံးနစ်ကိုသူလမ်းထည့်ထားတယ်အဲ့တော့အရင်တကတ်ကိုသူပေးတာကြည့်ကြည့်ရဒီ6ကားနဲ့ဒီဟာတစ်နဲ့ point ခွန်အဲ့ဒီခွန်ကိုဒီက10ဖြစ်နေမှာဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကခွန်ရ4ရ8ရဒီခွန်ကိုဒီခွန်ဆိုတာကဒီခါနဲ့ဒီ break ပေါင်းတာဒီက4ဆိုတာကဒီ6ခါနဲ့ဒီ break နစ်ကိုပေါင်းတာဒီ8ဆိုတာကဒီ8ခါနဲ့ break တုံးနဲ့ကို8လို့ပေါင်းအဲ့ဒါကခွန်4 8ကိုတော့ဒီနှလုံးကို3နှစ်နှလုံးကိုနှလုံး3လုံးပေါင်းရတာအဲ့ဒါကိုဒါဆက်ကြည့်ရအောင်3ညခါနဲ့ဟောဒီက break လေးပေါင်း4အလေးကို4အနက်ခတ်ကို sorry 4ရဲ့ power ကိုဖြစ်မယ်ဆိုရင်3ထိပ်စီအဲ့လိုဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကမိတ်ဆွေတို့တွေ့ထားမိလားမသိကျွန်တော်ရိုက်ချတာ3ခွန်1အဲ့တော့ဒီမှာဝီလာနဲ့လည်းထိပ်စီက10လုံးဆိုတော့အပြည့်ရှိတယ်ပေါ့နော်အဲ့တော့ website ကိုကျွန်တော်တို့ယူมาလဲဆိုတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပုံတည်ရနော်နောက်တစ်ခုဖွင့်ရဒါလေးကိုတော့ကျွန်တော်နည်းနည်းမကြိုက်ဘူးပိတ်ထားလိုက်မယ်မကြိုက်ဘူးဆိုရင်ကိုဒါလေးကိုအပြန်လေးပိတ်ထားလိုက်မယ်နော်sorry မလို့ဒီတစ်ခုပိတ်ထားလိုက်မယ်ဒီတစ်ခုပြန်ဖွင့်မယ်ဒါကလည်းပဲသူက6ထိပ်စီနဲ့အခွင့်နဲ့ပေါင်းတဲ့ခွန်တဲ့နော်6ထိပ်စီနဲ့အခွင့်နဲ့ပေါင်းတော့ခွန်အဲ့မိတ်ဆွေတို့ချိုင်းရကိုအဲ့တော့သူခုချစ်စီတော့နည်းနည်းတော့စိတ်ရှိလေးတော့ထားပြီးတော့ရှားမှာပေါ့လေနော်ဟောပြီးတော့ဒီတစ်ခုပြန်ဖွင့်မယ်โอเคဒါကျွန်တော်မူလာရှာတဲ့တန်ဖိုးထက်လာပြီเนาะအဝါရောက်လေဒီနှလုံးပေါင်းနဲ့တဲ့မှာနှလုံးပေါင်း9နှလုံးပေါင်းတော့ဒါမူလာတန်ဖိုးပေါ့เนาะဒီတစ်ခုပြန်ဖွင့်မယ်ခရမ်းရောက်လေးသူကဒီတစ်ခုကျတော့ဒီကတစ်ထိပ်စီးနဲ့ဒီ10ပေါင်း1ကိုနဲ့နဲ့ကိုနှလုံးနဲ့6ထိပ်စီးနဲ့ဟောဒီက3နဲ့ပေါင်းတော့9နှလုံး9ဒီက5ထိပ်စီးနဲ့ဒီက10ပေါင်း10ပေါင်းတော့3နှလုံး3ပဲเนาะဒါမှကျွန်တော်ဖွင့်လာတာကတစ်ခုနှစ်ခုသုံးခုလေးခုငါးခုခုနဟိုက်ထားတဲ့အပြန်အောင်လို့နဲ့ငါးခုပဲရှိသေးတယ်နော်ပြောရတော့ဒီ program ကဒီ search model ကိုအသုံးပြုရှာလိုက်တာက 0.1 ဆိုတာကဒါရှာလိုက်တဲ့အပေါ်မူတည်တာပေါ့အနည်းအများအကျဉ်းရင်အနည်းအများခုနှစ်အနေနဲ့ပုံမူတည်တော့ဝါသွားမှာပေါ့လေအဲ့တော့ဒါကမှဒါလေးကိုတလောက်လေးနဲ့ကိုရှာမယ်ဆိုရင်ဒါဘယ်လောက်ချိန်ပေးရမလဲပေါ့နော်မိတ်ဆွေတို့ကိုယ်ရှာမယ်ဆိုရင်ကောဘယ်လောက်ကြာမလဲပေါ့ကိုစဉ်းစားကြည့်ပေါ့နော်ကျွန်တော်ဆိုရင်လည်းပဲဒါရှာမယ်ဆိုရင်တလောက်နေထိုင်မျိုးရှာမယ်ဆိုရင်ဒါမကြောက်ဆိုရင်9မိနစ်လောက်ကအေးစစ်တဲ့အချိန်ပေးရမယ်ဒါမှမဟုတ်ကိုမျက်စိရှမ်းတော့လို့တွေ့ချင်မှလည်းမတွေ့မဲ့ကြောက်ကောင်းကြောက်သွားနိုင်တယ်ပေါ့နော်အဲ့ဒါ Prodi search model ကိုတော့မိရှာတာကကိုတက်အရင်တက်တာတယ်အဲ့တော့သူကဒီကျွန်တော်ဒီ3ခုတစ်ကဘယ်လိုမျိုးဆက်ပေးတော့လဲအဲ့တော့ဒီဘက်မှာဘယ်လိုဆက်ပေးနိုင်လဲသဘောတည်းဆိုရင်ဒီခဲအောင်လေးနဲ့2ရဲ့9ရဲ့3ရဲ့အဲ့2ကို3ကို2ကို3လို့
ခုနဖြစ်တာပေါ့နှစ်ကို3လို့ထဲတာပေါ့အဲ့မှာဆိုရင်9ရဲ့ဒီ8ပေါင်း83အဲ့3ကိုဆိုဒီနှလုံးတော့အဲ့ဒီမှာ9ထိပ်နဲ့ဒီ8ပေါင်း2နဲ့ပေါင်းခွန်အဲ့ခွန်ကိုဒီနှလုံးခွန်တာတစ်ထိပ်စီအဲ့လိုယူစလို့ရတာပေါ့နော်အဲ့တော့နောက်တစ်ခုတော့ဖွင့်အောင်ပြအောင်လေးနဲ့နော်ပြန်အောင်အပေါ်ရောက်သွားပြီဒါဆိုပေါ်မှာဒါကတော့သူကဒီ8ရဲ့6ရဲ့ခွန်တစ်ကိုဘိုင်းတေးရတဲ့တစ်တန်ဖိုးကိုသူကဘာလောက်တာလဲဆိုတော့တစ်နဲ့ဘိုင်းလေးပေါင်းတယ်တစ်နဲ့ပေါင်းတော့2ရတယ်အဲဒီနှစ်ကိုထွက်တာအဲ့တော့ဒါကြတော့ဘယ်လိုပြောမလဲဆိုတော့သူကရိုးရိုး special number ဖြစ်သွားတာပေါ့နော် special number modify number ပေါ့နည်းနည်းရှိတဲ့တန်ဖိုးကိုဘိုင်းတေးတစ်နဲ့ပေါင်းတာတနည်းအားဖြင့်ဆိုရင်ဒါမျိုးဆိုရင်ခြေလောကမှာဆိုတာတစ်မတ်တက်လို့ခေါ်တာပေါ့ကွာအဲတစ်မတ်တက်ပေါင်းတဲ့တန်ဖိုးအဲ့တော့တစ်ခုပေါင်းကြဒီ9ရဲ့ခွာ9နဲ့ပေါင်း8အဲ8ကိုတစ်မတ်တက်နဲ့ပေါင်းတော့9အဲဒီ9ပေါ့နော်ပြီးရင်ဒီကတစ်ခါနဲ့ဟောဒီအခွာနဲ့ပြန်ပေါင်းတော့နှစ်ရနှစ်ကိုဘိုင်းတေတစ်မတ်တက်နဲ့ပေါင်း3နှစ်ကို3အဲ့လိုမျိုးဒါမျိုးဆိုကျွန်တော်ဒါမျိုးမကြိုက်ဘူးဆိုရင်ဟိုက်ထားလိုက်ပေါ့ရှုံမက်ဆီရှုံမှာဆိုတော့နော်ဒီတက်လေးကိုပြန်ဖွင့်အဲ့ကောင်ဖွင့်လိုက်တာကအဘအရာလည်းမသိဘူးဘယ်ရောက်တော့လဲမသိဘူးနော်အော် sorry ဒီအရာဒီအပိုင်းရတယ်ဒါလည်းတစ်မတ်တက်ပဲနောက်ပေါင်းနဲ့8ပေါင်းနောက်ပေါင်း8ပေါင်းအဲ့ဒါမက်ဆီကိုပေါင်းကြည့်ပါနော်အဲ့တော့ကျွန်တော်ဘယ်လိုတွဲလို့ရတယ်ဆိုတာမက်ဆီတို့ရှင်းပြတာဒီကိုဆက်ပါမယ်ဒါခရမ်းရအခန်းရဟုတ်တယ်ဒါတစ်မတ်တက်ပဲနှစ်ခါနဲ့နောက်ပေါင်းဟုတ်အဲ့ဆိုနှစ်ခါနဲ့နောက်ပေါင်း4နဲ့ပေါင်းတော့6ကိုတင်းတဲ့ပုံတွေပေါ့နော်ခွန်ဒီနှလုံးနဲ့ပေါ့နော်အဲ့ဒါလည်းပဲ hide ထားလိုက်မယ်အဲ့ဒီတစ်ခုဆက်သွားသူကလည်းဒါလည်းတစ်မတ်တက်ပဲဒါလည်းမတ်တက်တွေနဲ့သွားနေတယ်အဲ့ဒီတစ်ခုဆက်ဖွင့်ကျွန်တော်ကြောင်းအော် sorry ကျွန်တော်ဒါလေး hide တာတော့ပြန်ဖွင့်နေတာအောင်ဒီအောက်ကတော့ဖွင့်ရမှာတရားမှာတော့ဖွင့်ရမှာအဲ့နော်အဲ့ဒါဖွင့်ရ3ခုဖြစ်သွားတယ်နော်ဖွင့်နိုင်နေများပါတယ်ဒီအကြောင်းလေးနော်စိန်ရင်နဲ့စိန်နူလားအဲ့ဒါတော့ကြည့်မယ်ဒါဆိုဒီမှာသူပေါင်းထားတယ်ဟောဒီကနောက်ပေါင်း9နဲ့ဟောဒီအခွပြီးတော့မှဒီကအခွနဲ့ဒီအခွနှစ်ခုကနည်းနည်းရောတယ်ဒီအခွနဲ့နောက်ပေါင်းအခွ3နဲ့နောက်ပေါင်းလေးနဲ့ခွန်အဲ့တော့ तू ကအများကြီးပေါင်းထိုက်တန်ဖိုးတွေအများကြီးရှိတယ်အခုကိုစိတ်ရရှိတယ်တစ်ခုပြီးတစ်ခုပေါ့နော်တစ်ခုပြီးတစ်ခုတော့ဖွင့်ကြည့်မှရမှာဖွင့်ကြည့်မှရအောင်အဲ့ဆိုအဝါရပေါင်းရှင်းလို့ကြည့်လိုက်ဟောဒီအခွ4နဲ့ဒီအခွ4နဲ့ဒီ8နဲ့ကို8နဲ့ကိုပေါင်းရှင်းနှစ်နော်အဲ့တော့ဒီနှစ်ကိုပြောရှင်းတယ်တော့အဲ့တော့ကျွန်တော်ဒီလိုလေးလုပ်အဲ့တော့ဒါလေးကို3ကစီအရင်များနေတာပေါ့နော်အဲ့ကျွန်တော်ကဒါလေးကိုဖွင့်လို့လုပ်နေတာအနည်းကလေးပဲနည်းနည်းလေးကိုဒီနှစ်ကို adjust လုပ်လိုက်မယ်နော်2026တခုပဲရှာတယ်နော်တက်စစ်လိုက်မယ်2026နေ့စနေရွေးမယ်အချိန်ကိုရှော့လိုက်ခေါ်နဲ့စနစ်နဲ့ plan လုပ်မယ်ဟိုဆက်ရှင်းမယ်စက်ခွန်တော့တော်များတယ်အဓိကဒီမှာကဒီနေရာမှာကျွန်တော်ကဒီချာလာကအရင်ဟိုဖြစ်လို့နော်နည်းနေလို့နော်3ခုတည်း3ပဲစီကိုဒီလိုလေးတဲ့ပဲရှာကြည့်အောင်ဒါဆိုရင်ကျွန်တော်က normal ပဲရှာတာ power မထည့်တော့ဘူးနော် power လေးမထည့်တော့ဘူးတဲ့ပဲရှာကြည့်လိုက်မယ်ကိုခုအော်ကျွန်တော်အဟောင်းကမဖြစ်ပဲနဲ့ဟာဒါထက်ချလိုက်တော့ကို clear လုပ်လိုက်မယ် clear လုပ်မယ် search လုပ်မယ် normal ပဲရှာမယ်ကိုမ search လုပ်မယ် search လုပ်ကို okay ပြီးရင်ဒါအကုန်ဖွင့်လိုက် okay ဒါတော့ကျွန်တော်အနိကပ်ပဲပေါ့နော်အဲ့ဒီမှာကိုဒီအပြန်အောင်လေးကိုပိတ်ထားလိုက်မယ်အပြန်အောင်မလို့ပြန်ပိတ်ထားလိုက်မယ်ပြောင်းတစ်ခုဖြစ်နေတယ်
ပိတ်ထားလိုက်မယ်ပြီးတော့မှအဲ့ဒီမှာဆိုရင်အစိမ်းရောင်လည်းမလို့ဆိုတာကကို site ကိုမကြိုက်လို့နော်ကိုအဲ့ဆိုရင်ဒီမှာတွေ့မယ်နော်ဒီကထိတ်နဲ့ဒီကခါနေလာပေါင်းနှစ်ကိုဒီနှလုံးနှစ်ဒီအောက်လမ်းပေါင်းလာလည်းပဲဒါဆိုရင်ကြည့်ရတော့ရှင်းသွားပြီပေါ့နော်အဲ့တော့လိုတလို့ကို adjust လုပ်လို့ရတယ်ဒီထက်မှသွားပြီးတော့ adjust လုပ်ရမှာပေါ့တခုချင်းစီစိတ်ရရှိနေလောက်ရမှာပေါ့နော်အဲ့တော့ဒါတော့လောလောဆယ်ကတော့ဒီအနိကပဲကျွန်တော်ရှာပြတာပေါ့နော်ဒီနေ့ရယ်9ရယ်3ရယ်ဒီလောက်ပဲကျွန်တော်ရှာပြထားပါတယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုမျိုးပဲပေါင်းထားတဲ့တန်ဖိုးပဲထည့်ပြီးတော့မှလည်းရှာလို့ရတယ်တပင်ကျော်ပဲဖြစ်နေပင်ကျော်ပဲဖြစ်အထက်အောက်ဒီလိုဘေးတိုက်ဆောင်းဆင်းဆောင်းတက်စိုက်တလောက်မိတ်စီလို့ရှာလို့ရတယ်အဲ့တော့ဒီမှာရှာတဲ့ပုံစံတော့ကြံသေးတယ်နောက်ဗီဒီယိုကျရင်ကျွန်တော်တချို့တော့ရှာပုံရှာနေလို့အပ်တဲ့အချက်တွေကိုလည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်အဲ့တော့လောဆယ်နိုင်ဝဲတော့ရှိပါပြီဆိုတော့မိတ်ဆွေတို့လည်းနားပို့တော့ပြီအဲ့တော့ကိုယ်တိုင်စမ်းမေးရင်ရှာကြည့်လိုက်ပါအစဉ်ပြေဦးစဉ်လက်ရှိဗီဒီယိုရဲ့အောက်မှာသွားပြီးတော့မှ comment လုပ်ရတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကံကောင်းကြပါစေ